ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဗီဒီယိုလေးတွေမတင်တာကြတော့မြုံနေကြမယ်လို့လည်းထင်ပါတယ်နော်ဒီနေ့မှာတော့အရန်ကိုစားလို့ကောင်းတဲ့ရခိုင်မုတ်တီပူပူဆက်ဆက်ကလေးကိုချက်ပြမှာပဲဖြစ်ပါတယ်ပထမဦးဆုံးရေးဆူလာတဲ့အိုးတွေကိုငါးလေးထည့်ပြီးပြုတ်ထားလိုက်ပါမယ်ရှင်ငါကတော့ငါချင်းဖြူသုံးထားပါတယ်နော်ငါးလေးတွေနူလောက်ပြီဆိုရင်ငါးကိုဖြင်းပြီးတော့အိုးထဲမှာတစ်ခါပြန်ထည့်ပြီးတော့တည်ထားပါမယ်ရှင်ဟင်းရီအိုးကိုတည်ထားတော့မှညီမအမီကငါဖေကိုကြော်ပေးထားပါတယ်ရှင်ငါဖေကတော့ညီမကြော်တာမဟုတ်ပါဘူးနော်အဲ့ဒီအချိန်မှာဟင်းရီအိုးလေးရလဲစူးတလို့ဖြစ်ပြီဆိုရင်ညီမကငပိအနေနဲ့ဒေါ်ဆုံးငပိကိုပဲသုံးပါတယ်ရှင်ဟိုလိုငပိတွေဆိုရင်ဟင်းရီကမဲသွားပြီးတော့ငံသွားတဲ့အရာတောင်လုံးဝမကြိုက်လို့ပါနော်အပေါ်အငံအနေနဲ့ကတော့ပလင်းငပြားရည်တို့ကြက်သားမုတ်တို့ကိုလိုသလိုထည့်ပြီးသုံးပါတယ်ရှင်အဲ့ဒါဆိုရင်တော့စားလို့ကောင်းတဲ့မုတ်တီပူပူဆက်ဆက်လေးတစ်ခွက်ကိုရပါပြီနော်ဗီဒီယိုအရန်ရှည်သွားမှာဆိုလို့ပဲသေးပြုတ်တာတွေငရုတ်သီးကြိတ်တာတွေတော့မထည့်ထားပါဘူးရှင်အားလုံးပဲဗီဒီယိုကိုဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်တွေ့ကြမယ်နော်